အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးသွားမှာကတော့အမေရိကန်ရဲ့စင်ကန်ကားစည်းကွက်မှာ Mercedes BMW နဲ့ Cadillac တို့လိုနာမည်ကြီးတွေကိုအချိန်တိုအတွင်းကြော်တက်သွားခဲ့တဲ့လက်ဆက်ရဲ့အကြောင်းပဲဖြစ်ပါတယ်လက်ဆက်ဟာပထမဆုံးကားကိုထုတ်လုပ်ပြီး17နှစ်အကြာ2000ပြည့်နှစ်မှာအမေရိကန်မှာရောင်းအားဆုံးစင်ကန်ကားဘရန်ဖြစ်လာခဲ့ပါဒါကံကောင်းလို့ဖြစ်လာတာမဟုတ်ပါဘူးတိုတာရဲ့သေးစိတ်ကျလာတဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ကြီးမားတဲ့စွမ်းစားမှုတွေကြောင့်ဖြစ်လာခဲ့တာတကယ်တော့1980ပြည့်လွန်နှစ်တွေမှာအမေရိကန်ကားစည်းကွက်ဟာအတော်လေးအခြေအနေဆိုးနေတာ။လောင်စာဆီအချက်တဲတွေအစိုးရရဲ့စီစားနှုန်းစီးမြင့်သစ်တွေနဲ့ပြည်တွင်းပြ GM ကားတွေရဲ့အည်သွေးကျဆင်းမှုတွေကြောင့်ဂျာမန်နဲ့ဂျပန်ကားတွေဟာနေရာရလာပါတယ်။ဒါကိုအမေရိကန်ဆိုရကတားဆီးဖို့အတွက်1982ခုနှစ်မှာဂျပန်ကားတင်သွင်းမှုကိုရေတွက်ကန့်သက်လိုက်ပါတယ်။အဲ့ဒီမှာဂျပန်ကားကုမ္ပဏီတွေကနီလန်းသစ်စဉ်းစားရပါတော့။အရေးအတွက်အများကြီးရောင်းလို့မရရင်တစ်စီးချင်းစီကနေများရအောင်စင်ကန်ကားတွေထုတ်ရမယ်ဆိုတဲ့စိတ်ကူးပေါ်လာတာဒါဟာလက်ဆက်ရဲ့အစာပဲဖြစ်ပါတယ်1983ခုနှစ်မှာ Toyota ဥက္ကဋ္ဌ EG Toyota ကကုမ္ပဏီရဲ့ထိပ်သီးအရာရှိတွေကိုခေါ်ပြီးလျှို့ဝှက်အစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်သူကငါတို့ကမ္ဘာအကောင်းဆုံးစင်ကန်ကားတွေကိုရှင်းနိုင်တဲ့ကားတစ်စီးထုတ်နိုင်မလားလို့မေးခွန်းထုတ်ခဲ့ပါတယ်အဲ့ဒီကနေ Project F1 လို့ခေါ်တဲ့ Flash 1ဆိုတာစတင်ခဲ့ပါတယ်ဒါရှိပြီးသား Toyota ကားကိုတစ်စိပြောင်းကတ်တာမဟုတ်ပါဘူးသစ်ဆက်အကောင်းဆုံးကိုဖန်တီးဖို့ပါတိုတာဟာဒီ project အတွက် engineer 1400ဒီပညာရှင်2300နဲ့ဒီဇိုင်နာ60တို့ကိုအသုံးပြုခဲ့ပြီးဒေါ်လာ1ဘီလီယံကနေ3ဘီလီယံအထိရင်းနှီးမြှုပ်နှံခဲ့တာလက်ဆက်ဆိုတဲ့နာမည်တွေက L က luxury EH က export နဲ့ US က United States ကိုဆိုလိုတာပါသူတို့ရဲ့ target ကတစ်နှစ်ကိုဒေါ်လာ3သိန်းကျော်ဝင်ငွေရှိနေတဲ့အမေရိကန်လူချမ်းသာတွေပါသူတို့ရဲ့လူနေမှုပုံစံကိုနားလည်ဖို့တိုတာဒီဇိုင်နာ9ယောက်ကိုကယ်လီဖိုးနီးယားကလက်ဂူနာဗီကိုဆေလွတ်ခဲ့ပါတယ်။အဲ့ဒီမှာဒီဇိုင်နာတွေဟာဇင်ကန်ကားတွေငှားစီးတယ်။အဆင့်မြင့်စားတောက်ဆိုင်တွေမှာစားတယ်။ချမ်းသာတဲ့လူတွေရဲ့ပုံစံတိုင်းနေထိုင်ပြီးသူတို့ဘာကိုလိုချင်လဲဆိုတာကိုအသေးစိတ်လေ့လာခဲ့ကြပါဒီလိုနဲ့ပထမဆုံး Atlas 400ကိုထုတ်လုပ်ခဲ့ပါတယ်။စမ်းသပ်မှုအနေနဲ့မိုင်ပေါင်း 1.8 တန်းအထိစမ်းသပ်မောင်းနေခဲ့ပါတယ်အင်ဂျင်အနေနဲ့တော့တစ်ဆက်ဆက်ဘူရိအင်ဂျင်ကိုသုံးခဲ့လို့အမြန်နှုန်းစီစားနှုန်းမှာဂျာမန်ပြိုင်ဘက်တွေထက်သာလွန်ခဲ့ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့1988ခုနှစ်မှာ LS 400ကိုဒေါ်လာ3000ဝန်းနဲ့ရောင်းခဲ့ပါတယ်။ဒါက Mercedes S-Class ထက်ဒေါ်လာ3000ကျော်သက်သာနေတာပါ။ရလဒ်ကတော့အမခမ်းပါပဲ။လက်ဆက်ရဲ့ညင်ညောင်းမှုနဲ့စွမ်းဆောင်ရည်ကိုလူတွေကနှစ်သက်ခဲ့ကြပါ။ Cadillac engineer တွေဟာလက်ဆက်တစ်စီးကိုဝယ်ပြီးအစိပ်ပိုင်းတွေဖြုတ်ကြည့်တဲ့အခါသူတို့ရဲ့လက်ရှိနည်းပညာနဲ့တော့ဒီလိုကားမျိုးမထုတ်နိုင်ဘူးလို့ဝန်ခံရတဲ့အထိပါ90ခုနှစ်တွေကနေအခုထိလက်ဆက်ဟာ SC, GS, LH နဲ့ RH လိုမျိုး model ပေါင်းစုံကိုထပ်မံချဲ့ထွင်ခဲ့ပါတယ်2024ခုနှစ်မှာတင်လက်ဆက်ရဲ့ရောင်းအားဟာအစီးရေ3သိန်းခွဲနီးပါးရှိခဲ့ပြီးဝင်ငွေအားဖြင့်ဒေါ်လာ15ဘီလီယံကနေ20ဘီလီယံအထိရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်ဒါကြောင့်1990တုန်းကသူတို့ရင်းနှီးမြှုပ်နှံခဲ့တဲ့1ဘီလီယံဟာအစာအောင်များစွာပြန်အကျိုးပြုပေးခဲ့တာပါလက်ဆက်ရဲ့သမိုင်းကြောင်းဟာကျွန်တော်တို့ကိုသင်ခန်းစာကြီးတစ်ခုပေးပါတယ်အောင်မြင်မှုဆိုတာကံကောင်းလို့ဖြစ်လာတာမဟုတ်ပဲကိုယ့်ရဲ့ customer ကိုအသေးစိတ်နားလည်မှုအည်အသွေးပေါ်ရှော့မပေးမှုနဲ့တီးခန့်စိတ်ချစွာနဲ့အခြေခံကနေစနစ်တကျတည်ဆောက်မှုတွေရလက်ပဲဖြစ်ပါတယ်ဒါကတော့တိုတာရဲ့အကောင်းဆုံးလက်ရာလက်ဆက်ရဲ့အကြောင်းပဲဖြစ်ပါတယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးစီးပွားရေးနဲ့နည်းပညာဆိုင်ရာစိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မေ့ပါနဲ့အောင်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်အားလုံးပဲတာယာနေလေးဖြစ်ပါစေ